မထွက်သွားခြင်းနဲ့သူမအတင်းမလွတ်လိုက်နဲ့လေသူမမထွက်သွားခြင်းလေးဟာ brother တို့ရဲ့ခေါင်းပွင့်သွားတာဟုတ်ပြီဒါတော့ Unite ရဲ့ဒုတိယမိဘဝဲဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုရင်တော့စာတန်းဟာတေချာမဆက်နိုင်တော့ပဲတွေးကောက်သွားတက်သွားပါတယ်ခင်ဗျာဒီဝဲကိုတေချာလေးတင်တက်နေပါတယ်ခင်ဗျာခေါင်းမှာအပေါက်ကြီးလို့တော့မြင်ပါတယ်အိုးလာလိုက်တာလာလိုက်တဲ့မီးကကျွန်တော်တို့ဖက်ကိုနီးကက်စွာရောက်ရှိလို့နေပါတယ်စိတ်နဲ့ပါဆိုဒီမီးကတော့တယ်အတူရဲ့ဒီလိုဘောကပုံကောင်းတယ်ဗာဖြစ်တယ်ညာဖြစ်တယ်ဘာညာလေးအတူပုံကောင်းတယ်ရောင်ရေးငောင်းနဲ့နီးကက်လို့နေပါတယ်လာပါစွာပဲအတူတူပုံကောင်းတယ်တဲ့ပုံကောင်းတယ်ကောင်းတက်မှာပါလေတိုက်လို့အရန်ပဲဖတ်ပြေးသွားပါတယ်